အခုဆိုဘယ်ရောက်နေတဲ့ထင်ပါလဲစူပါရုကျေးဇူးကြောင့်ကျွန်တော်တို့အခုဆို115မိုင်ဖြူမှာရှိတဲ့ဒေါ်မိုးဘန်ဂလိုလေးမှာရောက်ရှိနေပါတယ်ဟာတဲတဲ့နေရာလေးမိုက်တယ်ဟာမကြီးတဲ့ဘန်ဂါလေးနဲ့တော့ရှေ့ဟာโอเคပါမတဲရမယ်ဒါတော့မတခန်းနှက်ခမ်းဟိုမှာဒါလဲမအိမ်သားရဲ့ရေချိုးကန်းလေးနဲ့ဟိမောစူပါရုကျေးဇူးအဖေတို့လည်းမယူဘူးထည့်တာမလားဟာဒါဖိတ်နေအိမ်မှာဟုတ်တယ်ရှင်းမှငဘူးရှိအိမ်မှာဟေ့ရမမတရားရှိမှအိမ်သားဒါရေချိုးကန်းအိမ်သားတိတန်မလို့ပါပဲမောလမ်းလေးပေါ့ဒီမှာတော့ဘုမကျော်အိမ်ခန်းလေးကားလေးတွေမှာရက်ထားကားပါကင်115မိုင်နားတဲ့နေရာနားနေအထာပိတ်ရရှိတယ်ငါရချုပ်ပြောဒီပုံထားလေးတယ်ဒီမှာခဏနေခဏမမရ EV station စပေါ်ကားစခြေလေးတော့ရေးတာDM Fan House 115 115မိုင် EV charging station နောက်မှလောက်ပါကွာ